ကဲပြင်းဦးလေးမျိုးနဲ့အင်ကြီးရွာအင်ကြီးလိုင်ကိုရောက်နေပါတယ်အမလီအဲ့ဒါမကိုင်းတဲ့တက်ရတယ်မတက်ကိုင်းတက်ကျောင်းမကျောင်းပါဗျာဒီမန္တလေးများတာငွေရပြရတာတပည့်တော်တို့ကအနီးစခန်းလက်ပံကုန်းဗျဟောဟမ်အနီးစခန်းလက်ပံကုန်းလက်ပံကုန်းကလားဒီမှာဗျဩရောက်ခိုးတာပါဗျလက်ပံကုန်းကနောင်ဝဲလက်ပံကုန်းလားမဟုတ်ဗျအနီးစခန်းဟိုလက်ပံကုန်းဩဒီနောက်မဟုတ်ဟိုပြင်စားနေတော့လက်ပံကုန်းရှိတယ်တပည့်တော်တို့ကအဲ့ဒါဟုတ်ဘူးမဟုတ်ဗျတက်မအောင်ရောက်ပါဗျာအားလုံးခုနှစ်သားသမီးကျမ်းမှာချမ်းသာပါစေမြန်မာပြည်ကြီးလည်းအများဆုံးငြိမ်းချမ်းပါစေမြန်မာပြည်သူပြည်သားအပေါင်းဒုက္ခအပေါင်းမှာကင်းဝေးကြပါစေတထန္တရာကရောကန္တရာကရုပ်ပိကန္တရာကကြည်သုံးပါးမှာကျော်သွားပြီမြန်မာပြည်အများဆုံးငြိမ်းချမ်းပါစေ